အားလုံးပဲမင်္ဂလာပါ LTDev YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာ dependency injection ဆိုတာပါလဲ dependency injection ရော .NET မှာဘယ်လို implement လုပ်မလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ dependency injection အကြောင်းမပြောခင်မှာဒီ inversion of control ကိုနည်းနည်းပြောမယ်ပေါ့နော်inversion of control ဆိုတာကျွန်တော်တို့ software design principle တစ်ခုဖြစ်တယ်ပြောမယ်ဆိုရင်ကျွန်တော်တို့ control ကိုပြောင်းပြန်ဖြစ်စေရပါတော့သူ့ရဲ့နာမည်ကိုကျွန်တော်တို့ဥပမာပေးရရင်ဒီ class တစ်ခုမှာရှိရကျွန်တော်လိုအပ်တယ်ပေါ့နော်လိုအပ်တဲ့ dependency တွေကိုဒီ class ကနေပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ဒီ instance မစောက်တော့ဘဲနဲ့ကျွန်တော်တို့ framework ကနေပြီးတော့လိုအပ်တဲ့ object ကိုလမ်းပြီးတော့ inject လုပ်လိုက်တဲ့ပုံစံမျိုးလို့ပြောလို့ရတယ်ကျွန်တော်အဲ့ဒါဆိုလို့ရှိရင်ဒီ object creation လုပ်တဲ့တာဝန်ကိုကျွန်တော် framework ကယူသွားတယ်ပေါ့နော်အဲ့တော့ဒီ object life cycle ကိုကျွန်တော်တို့ framework ကနေပဲ manage လုပ်ပေးတယ်ကျွန်တော်တို့ဥပမာအနေနဲ့မြင်အောင်ကြည့်ရမယ်ဆိုရင်ဒါကျွန်တော်တို့မှာ Facebook page တစ်ခုရှိရဆိုပါစို့အဲ့ page ကိုဒါကျွန်တော်တို့ကိုယ်တိုင်ဒီ customer တွေကမေးတဲ့မေးခွန်းတွေဟာလာဖုန်းခေါ်ဆိုမှုတွေကျွန်တော်တို့ကိုယ်တိုင်ဖြေကြားပေးနေတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကဒီ customer service ဖြစ်တယ်ပေါ့နော်ဒီ page admin တယောက်ကိုကျွန်တော်ခန့်ထားလိုက်မယ်ဆိုရင်ဒါ customer ဘက်ကမေးတဲ့မေးခွန်းတွေကိုဒါကျွန်တော်တို့ကိုယ်တိုင်ဖြေစရာမလိုတော့ဘဲနဲ့ကြားတွေကနေပြီးတော့ကျွန်တော်တို့ရဲ့ admin ကနေပြီးတော့ဖြေကြားပေးသွားမှာဖြစ်တယ်ဒါကိုလည်းကျွန်တော်တို့ inversion of control လို့ပြောလို့ရတယ်ပေါ့နော်dependency injection ဆိုတာကျွန်တော် design pattern တစ်ခုဖြစ်တယ်ဒီကျွန်တော်တို့ class တစ်ခုကနေပြီးတော့လိုအပ်တဲ့ dependency တွေကိုတခြားကျွန်တော် external ပေါ့နော် framework ကနေပဲဖြစ်ဖြစ် land ပြီး inject လုပ်ပြီးတော့သုံးတာကိုဆိုလိုတယ်အဲ့တော့ okay ကျွန်တော်ဒီပုံကိုကြည့်လိုက်ရအောင်ဒီပုံမှာ class နှစ်ခုရှိရယ်ပထမတစ်ခုက customer service နဲ့ဒုတိယတစ်ခုက customer repository ဆိုပြီးတော့နှစ်မျိုးရှိတယ်ဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုရင် customer service ထဲမှာကျွန်တော်တို့ customer repository ကိုကျွန်တော်တို့ဒီပေါ့နော် instant စောက်ထားတာကိုတွေ့ရမယ် Yuki Wall နဲ့ instant စောက်ထားတာကိုတွေ့ရမယ်အဲ့တော့ဒီကုတ်ကိုကြည့်ချင်းရပြီကျွန်တော်တို့ဒီဖြစ်နေလဲဆိုရင် tightly coupled ဖြစ်နေရလို့ပြောလို့ရတယ် dependency injection သုံးတာချင်းမရှိဘူးအဲ့တော့ကျွန်တော်တို့ unit test လုပ်ဖို့အတွက်လည်းခက်ခဲတယ်ကျွန်တော်တို့ mock object စောက်ဖို့အတွက်ခက်ခဲတယ် okay ဆိုတော့ကျွန်တော်တို့ဒီကောင်ကို refactor ဘယ်လိုလုပ်မလဲပေါ့နော်ဒီကောင် refactor မလုပ်ခင်မှာကျွန်တော်တို့သိရမယ့်အချက်တစ်ချက်ရှိရယ်အဲ့ဒါဘာလဲဆိုတော့ dependency inversion principle DIV ပေါ့နော်ကျွန်တော်တို့ solid principle တွေကတစ်ခုဖြစ်တယ်okay ဆိုတော့သူ့ကိုနားလည်လွယ်အောင်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင် high level module တွေကနေပြီးတော့ low level module တွေကိုဓာတ်ရိုက်မိခိုးရင်မပြုလို့ရဘူးသူတို့တွေဒီကျွန်တော်တို့ဂျားတွေက abstraction လေးအားပေါ်မှာပဲမိခိုးရမယ်လို့ဆိုတာဖြစ်တယ် okay ဆိုတော့ကျွန်တော်တို့ခုနကတော့ပေါ်ပြန်ကြည့်မယ်ဆိုရင် customer service ကနေပြီးတော့ customer repository ကိုဓာတ်ရိုက်ကျွန်တော်တို့မိခိုးနေတယ်ဓာတ်ရိုက်ချိတ်ဆက်နေလို့ပြောလို့ရတယ်ဆိုတော့ဒီကောင်ဒီကျွန်တော်တို့ဒီ dependency inversion principle ကို violate လုပ်ထားတယ်လို့ပြောလို့ရတယ် okay ဆိုတော့ကျွန်တော်တို့ဒီနှစ်ခုကြားထဲမှာ abstraction layer တစ်ခုသာကျွန်တော်တို့ထည့်နိုင်ခဲ့မယ်ဆိုရင်ဘယ်လိုမျိုးပြောင်းလဲသွားမလဲပေါ့ okay ဆိုတော့ကျွန်တော်ဒီပုံကိုကြည့်အောင်ဒီပုံမှာကျွန်တော်တို့ iCustomer repository ဆိုတဲ့ interface တစ်ခုထပ်ပြီးတော့တိုးလာတယ် okay ဒါဒီဘာလဲဆိုတော့ကျွန်တော်တို့ abstraction layer တစ်ခုပေါ့နော် customer repository ကနေပြီးတော့ဒီကောင်ကိုလမ်းပြီး inherit လုပ်တယ်ပြီးရင်ကျွန်တော်တို့ add-customer ဆိုတဲ့ method ကို implement လုပ်တယ် okay ကျွန်တော်အရေးကြီးတဲ့အပိုင်းက customer service ရဲ့အပိုင်းပေါ့နော်ဒီမှာကျွန်တော်တို့ခုနလိုမျိုး keyword နဲ့ instant စောက်တာမျိုးမလုပ်တော့ဘူးကျွန်တော်တို့ dependency injection သုံးရတာကိုမြင်ရပါလိမ့်မယ်ဒါကျွန်တော်တို့ဘာနည်းလမ်းလို့ခေါ်မလဲဆိုရင် constructor injection ပေါ့နော် constructor ကနေလမ်းပြီးတော့ dependency ကို inject လုပ်တာဖြစ်တယ် okay ဒါဆိုရင်ကျွန်တော်တို့ loosely coupled ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ဒီမှာမေးစရာရှိတာက iCustomer repository ဆိုတဲ့ instant ကဘယ်ရမလဲလို့မေးစရာရှိတယ်ဒါကကျွန်တော်တို့ framework ကနေပြီးတော့ဒီ run time မှာပေါ့နော်ကျွန်တော်တို့ framework ကနေဒီ instant ကိုစောက်ပြီးတော့ကျွန်တော်တို့ရဲ့ customer service ဆိုတဲ့ class တွေကို constructor injection နဲ့လမ်းပြီးတော့ inject လုပ်လိုက်တယ်လို့ပြောလို့ရတယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီ concept တွေကိုနားလည်တာမယ်ဆိုရင်ဒါကျွန်တော်တို့ရေးလိုက်တဲ့ code က unit test လုပ်ရတာလွယ်မယ်ပြီးရင်ကျွန်တော်တို့ရေးရှင်းမှာဒီ code က maintain လုပ်ရတာကျွန်တော်တို့သက်သာမယ်ပေါ့နော်ပြီးရင်ကျွန်တော် extend လုပ်ရတာပို့ပြီးတော့လွယ်လာပါလိမ့်မယ်ဆိုတော့ dependency injection ဘယ်နှမျိုးရှိလဲဆိုတော့3မျိုးရှိရယ် constructor injection setter injection နဲ့ method injection ဆိုပြီးတော့3မျိုးရှိရယ် constructor injection ကကျွန်တော်ခုနကတော့ဥပမာပြခဲ့ရတယ်တူရယ် setter injection ကကြတော့ instant စောက်ပြီးတော့ public property တွေကနေထည့်ပေးလိုက်တာ method injection က method ကနေပြီးတော့ injection ထိုးလိုက်တာလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ dependency injection အကြောင်းကိုပြောပြီးဆိုရင် service lifetime မှာမဖြစ်ပြောရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဘာလို့ဆိုလိုလဲဆိုတော့ object life cycle ကိုဆိုလိုတာကျွန်တော်တို့3မျိုးရှိရယ် scope ရယ် singleton ရယ် transient ဆိုပြီးတော့3မျိုးရှိရယ် scope ကကြတော့ကျွန်တော်တို့ဒီ per http request နဲ့တွားတာပေါ့နော်ကျွန်တော်တို့ဘယ်လိုကောင်တွေမှာသုံးလဲဆိုတော့ဒီ FTP context ဆိုတဲ့ကောင်မျိုးတွေ repository လိုကောင်မျိုးတွေမှာသုံးတယ်အဲ့တော့သူကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဥပမာပြောရရင်ကျွန်တော် user A ကနေပြီးတော့ကျွန်တော်တို့ API ကို request plan ဟစ်လိုက်တယ်ဒါဆိုရင်ဒါသူ့အတွက် DB context instant အသစ်တစ်ခုစောက်ပေးလိုက်တယ်ဒါသူ့ရဲ့ request ပြီးသွားတဲ့ဒီ instant တစ်ခုတည်းကိုပဲသုံးတယ်
ကျွန်တော်တို့နောက်ထပ်ဒီ user B ကနေလမ်းပြီးတော့ hit တဲ့အခါမှာဒီ DB context instant အသစ်နောက်တစ်ခုထပ်ပြီးတော့ user B အတွက်စောက်ပေးလိုက်တယ်သူ့ရဲ့ request ပြီးတဲ့အထိပဲဒီ instant ကိုသုံးတယ်ဒီလိုနည်းနဲ့ကျွန်တော်တို့ကဒီ per HTTP request နဲ့ဒီ instant အသစ်တွေကိုစောက်ပေးနေတယ်ပေါ့နော်ဒါကျွန်တော် scope ဖြစ်တယ်singleton အကြောင်းကျွန်တော်တို့ singleton design pattern ဆိုတဲ့အတိုင်းပဲ instant တစ်ခုကိုတစ်ခါပဲစောက်တယ် application lifetime တစ်လျှောက်လုံးမှာသုံးတယ်ဒါကျွန်တော်တို့ဒီ status service တွေဖြစ်တဲ့ပေါ့နော်ဒီကျွန်တော်တို့ in-memory cache လိုကောင်မျိုးတွေပြီးတော့ configuration .NET မှာဆိုကျွန်တော်တို့ဒီ option pattern နဲ့ app setting လိုကောင်မျိုးတွေမှာဒါ singleton ဟိုသုံးတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ background service ကျွန်တော်တို့ရဲ့ backend system ကဥပမာ RabbitMQ လိုကောင်မျိုးတွေသုံးထားတယ်ဆိုရင်နောက်ကိုကျွန်တော် background ကနေပြီးတော့ listen လုပ်ရမယ့်ကောင်တွေလိုလာလိမ့်မယ်အဲ့ခါကျကျွန်တော် background service တွေက singleton lifetime ဖြစ်တယ်အဲ့တော့အမှကျွန်တော်တို့တစ်ခုသတိထားမှာကဒီ background service ကကျွန်တော် singleton ဖြစ်တယ်ပြီးတော့ scope service ကို injection ထိုးလို့မရဘူးဒါကဘာကြောင့်လဲဆိုတော့ scope service တွေကျွန်တော်တို့ HTTP context လိုတယ်ပေါ့နော်ဒီ background service မှာ HTTP context မရှိတဲ့အတွက် scope service တွေကို resolve လုပ်လို့မရပါဘူးအဲ့တော့ကျွန်တော်တို့ဒီ scope service တွေကိုလိုချင်တယ်ဆိုလို့ရှိရင် i service scope factory ကနေပြီးတော့ resolve လုပ်ရပါတယ် okay ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ transient ကြောင့်ကျွန်တော်တို့ဒီ request လုပ်တိုင်းမှာပေါ့နော်ဒီ DI container ကို request လုပ်တိုင်းမှာ instant အသစ်တွေပေးနေတာကိုကျွန်တော်တို့ဆိုလိုတာကျွန်တော်ဘယ်လိုနေရာတွေမှာသုံးလဲဆိုကျွန်တော်ဒီ lightweight ဖြစ်တဲ့ကျွန်တော် stated service တွေမှာအသုံးပြုလို့ရတယ် okay ဆိုတော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာ dependency injection အကြောင်းကိုအသေးစိတ်ပြောပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်